frame size ကိုရွေးပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့9:60ကိုကျွန်တော်ရွေးလိုက်မယ်နောက်တစ်ခုက resolution ပေါ့နော် resolution မှာကြာတော့မှာဖြစ်ပါတယ်ကိုကြိုက်တဲ့ 720p ပေါ့နော်အကောင်းဆုံးကတော့ 10HDP ကိုပဲကျွန်တော်ရွေးထားလိုက်မယ် frame rate မှာကြာတော့ကျွန်တော်တို့ဒီမှာ12 frame per second ကနေပြီးတော့ကျွန်တော်60 frame per second တိရှိတယ်ပုံမှန်အဖြစ်တော့30 frame per second ကိုကျွန်တော်တို့ရွေးထားရင်တော့ရပါပြီ frame per second နဲ့ရင်ကျွန်တော်ရင်တော့ frame per second နဲ့ဗီဒီယိုတွေကြာရင်ကျွန်တော်ထစ်တာတွေကိုတွေ့ရမှာဖြစ်ပါတယ် frame per second များလေကျွန်တော်တို့ဒါအကောင်းဆုံးဖြစ်ပါတယ်ပုံမှန်အဖြစ်တော့30 frame per second ကိုပဲကျွန်တော်ရွေးထားမယ် background color ပေါ့နော် background color မှာကြတော့ဒီမှာအဖြူရှိမယ်အနက်